Ivory Coast တွေတကိုးတွင်တကိုးဖန်တီးပြီးထူးရှေ့ခြေစွမ်းကိုပြသခဲ့တဲ့အာမက် Manchester United အသင်းရဲ့ကစားသမားများစုကတော့နိုင်ငံအသင်းအတွက်ပွဲစဉ်တွေကိုကစားပေးနေကြပါတယ်။အဲဒီထဲကမှအာမက်ဒီယာလိုတယောက်ကလည်းပေါဝင်ပါပဲ။အာမက်ကတော့ Ivory Coast လက်ရွေးစင်အသင်းအတွက်ပွဲထက်ကစားပြီးကောင်းမွန်တဲ့ဆွမ်းဆောင်ရည်တွေကိုပြသထားနိုင်ခဲ့တာပါ။ကမ္ဘာ့ဖလားခြေစစ်ပွဲအာဖရိကဆောင်ပွဲစဉ်တစ်ပွဲဖြစ် Ivory Coast အသင်းနဲ့ကင်ညာအသင်းတို့ကရှင်ပြိုင်ကစားခဲ့ကြပြီးတော့ Ivory Coast အသင်းကတော့3ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။အာမက်ကတော့ဒီရဲ့ပွဲစဉ်မှာပွဲထက်ကစားသမားဖြစ်ခဲ့ပြီးတော့အသင်းအတွက်ခြေစွမ်းပြသထားနိုင်ခဲ့တာပါ။အာမက်ကတော့ပွဲချင်း10မိနစ်မှာပဲအသင်းအတွက်တွင်ဂိုးတစ်ဂိုးကိုဖန်တီးပေးထားနိုင်ခဲ့တာဖြစ်တယ်လို့ပွဲချင်း85မိနစ်မှာလည်းအသင်းအတွက်တွင်ဂိုးတစ်ဂိုးကိုပြတ်တဲ့ဘောကနေတဆင့်လာပပကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အာမက်ရဲ့ Ivory Coast အသင်းကတော့ကမ္ဘာ့ဖလားခြေစစ်ပွဲအာဖရိကဆောင်အုပ်စု F မှာ10ပွဲကစားထားပြီး10ပွဲနိုင်တဲ့ပွဲတည်းရှုံးပွဲမရှိဘဲနဲ့ရာမန်26မှတ်နဲ့အုပ်စုပထမနေရာမှာရပ်တည်ထားနိုင်ခဲ့တာပါ။အာမက်ကတော့နိုင်ငံအသင်းအတွက်ရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ကစားပေးနေနိုင်ခဲ့တာပါ။နိုင်ငံအသင်းဖွဲ့ရေးတစ်ဖြတ်ပြီးသွားလို့အာမက်ကတော့ Manchester United ကိုပြန်လာပြီး United အသင်းနဲ့ပြန်လည်ပူးပေါင်းသွားဖို့လည်းရှိနေပါတယ်။ United ကတော့လာမယ့်တနင်္ဂနွေနေ့မှာ Liverpool အသင်းကိုအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်ခင်ဗျာ။